ကဲအားလုံးပဲမင်္ဂလာပါဗလာသားတို့ရေဗလာသားတို့ပဲကြည်လိုက်တော့ဝုန်းဟောလန်တာရှိရဲ့ထိုင်းနိုင်ငံကျမ်းပါတယ်ဆိုတော့ရှောင်းပလီယာတယောက်နဲ့ကျွန်တော်ပိုင်ဝမ်းတီးခဲ့တဲ့ပွဲလေးပဲဖြစ်ပါเนาะကျွန်တော် comment ထဲမှာလာပြီးပြောကြတယ်စကင်တွေဟက်ပြီးဆိုတော့ဗလာသားတို့ပြောရလဲမမောင်းတော့မဲနဲ့เนาะကျွန်တော်ကစကင်တွေဟက်ပြီးဆိုတော့ဒါမဲ့စကီးကတော့ရှိရเนาะဗလာသားတို့မယုံလို့ရှိရင်ဒီဗီဒီယိုဒါအဆုံးထိကြည့်လိုက်ကျွန်တော်စကီးဘလောက်လေးချမ်းလန်ဆိုဗလာသားတို့တီးသွားမယ်နောက်တဲ့တခုပါပြောချင်းလဲဆိုတော့ဘသူပဲကျွန်တော်ဘာပဲပြောဗျာကျွန်တော်ကဆက်ပြီးစူးစမ်းနေမှာပဲတနေ့ဇရောက်ဒီကိုစားပြုကုံဆောင်ချောင်းပလီယာတူဖြစ်အောင်ကျွန်တော်စူးစမ်းပါမယ်အဲ့လိုဖြစ်အောင်လဲဗလာသားတို့အားပေးမှုရှိမှာပဲကျွန်တော်ဖြစ်နိုင်မှာပါအဲ့ဆိုဗလာသားတို့ကျွန်တော်အကူအညီလေးတစ်ခုလောက်လုပ်ပြီးတော့ကျွန်တော်ရဲ့ TikTok account လေးကို follow မလုပ်ရသေးဘူးဆို follow လေးလုပ်ပြီးတဲလေးပေးပြီး video share ပြီး link copy လေးယူပြီးကျွန်တော်ကိုအကူအညီလုပ်ရပါဗျကျွန်တော်ကိုအားပေးနေတဲ့ဗလာသားတွေကိုကျွန်တော်ကျေးဇူးပြန်စအောင်အထီးကျွန်တော်စူးစမ်းပါမယ်နောက်ထပ်ကျွန်တော်နဲ့ပိုင်ဝဲဆော့ကျင်တဲ့ဗလာသားလေးတွေလည်းကြည့်လို့ချင်း comment ထဲမှာ ID လေးတွေမှတ်သွားလို့ရအောင်เนาะကျွန်တော်အကုန်လုံးဆော့ပေးမယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့ဗလာသားတွေကိုကျွန်တော်ကျေးဇူးအများကြီးတင်တယ်เนาะအားလုံးပဲ bye bye အားပွားနောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်